ကလာပါဒီမှာချက်သားချက်လေးနဲ့ထမင်းစားကြပါဦးဒီနာပါထမင်းကိုကုန်းနိုင်သလောက်ပဲထည့်တာပေါ့နော်နာပါချက်သားဟင်းလေးစားကြပါဦးစားကြချက်သားနဲ့ဆိုကြိုက်တယ်နော်မပါအဲ့ဆိုရင်ဟွာဘောနော်ပကံကတော့မစေးပါဘူးဒါလေးရင်စေးရမှာပါဒီခံနေကြည့်ပါရတာကိုကြိုက်တော့မလို့ကျွန်တော် YouTube မှာလာတင်တာပါစားမယ်နော်ဟိုလည်းနေတော့မစားတော့ဇွန်းနဲ့စားပြတော့မယ်လိုက်နေတယ်နော်အလိုက်လေးတော့နည်းနည်းတော့ပေးပြီးပါဘောနော်ကိုပေါ့နော်နည်းနည်းလောက်ပေးပြီး comment လေးမှန်သွားပေးပါခုမြန်မာတို့ကြည့်နေဆိုရင်ပေါ့နော်ဒီနေ့ကနေပြီးတော့လည်းမြတ်တာရက်ခါချင်ပါတယ်အဲ့ဒါလေးပြတော့ပါထမင်းမစားခင်လည်းရွှေကုန်းဖျားလေးကိုပြပေးပါမယ်အခုကကျတော့ရွှေကုန်းဖျားကိုပြပေးမယ်နော်မတို့ရအောင်မတရားပါဟိုမှာပါပြပါမယ်ဟိုမှာတွေ့ပြီလားကျမတို့ view တွေကိုမြင်ရပါတယ်နောက်နေ့ကျအရှိကိုပြပေးပါမယ်မဟုတ်လေဒီနေ့ပြချင်ပြမယ်ပေါ့နော်မတိုက်တေရောဟိုဘက်မှာအကုန်မြင်ရပါတယ်ရှင်ဒီမှာ